ဇလန်းဆောင်မှာတော့အသက်ရှင်နေအရွယ်ကောင်လေးတယောက်ဟာရှေးဟောင်းရှောင်းလင်းဘုံကြီးကျောင်းထဲကိုရှောက်လန်းဝင်လာခဲ့တယ်။သူခြေလန်းကြကြချင်းမှာပဲကျောင်းတော်ကြီးရဲ့တကားမကြီးဟာအလိုလေးရောက်ပိတ်သွားပါတော့တယ်။ဒါပေမဲ့ဒီကောင်လေးကတာမန်ကလေးတော့မဟုတ်ဘူးဗျ။အရွယ်နဲ့မလိုက်အောင်တိုင်းပညာထူးချွန်တဲ့ရှောင်ယူပဲဖြစ်ပါတယ်။သူဟာအသက်3နှစ်သားကလေးကကွန်ဖူးပညာကိုလေ့ကျင့်လာခဲ့တာဖြစ်ပြီးဒီနေ့မှာတော့သူ့ဘဝရဲ့အကြီးမားဆုံးစမ်းသပ်မှုကိုရင်ဆိုင်ရတော့မှာပါ။ကျောင်းတော်ထဲမှာရှောင်ယူဟာစီနီယာကျောင်းသား3ယောက်ကိုစိန်ခေါ်ဖို့အသင့်ပြင်ထားပါတယ်။အမွှေးတိုင်းတဲမကုန်ခင်သူတို့ကိုအနိုင်တိုင်းနိုင်မှသာဒီစမ်းသပ်မှုကိုအောင်မြင်မှာပါ။ပထမဆုံးစီနီယာ2ယောက်ကအစွမ်းကုန်ခုခံပြီးမြအမွှေးတိုင်းတစ်ဝိုက်တော့မကြိုးခင်မှာပဲရှောင်ယူရဲ့လင်းမြန်တိကျလေတိုင်းခွက်တီအောင်မှာအလဲလဲအကွဲကွဲဖြစ်သွားကြပါတယ်။နောက်ဆုံးတစ်ယောက်ကတော့တကယ်တိုင်းစီယာကြီးတူပါ။သူတို့2ယောက်ရဲ့တိုက်ကွဲဟာတစ်ချက်ချင်းစီလျက်စီးလိုမြန်လွန်းလာပြီးကျောင်းတော်ကျမ်းပြင်တော့တုံခါသွားရပါတယ်။အမွှေးတိုင်းအဆုံးတက်ခါနီးမှာပဲတိုက်ကွဲကရပ်တန့်သွားပြီးရှောင်ယူတစ်ယောက်စမ်းသပ်မှုကိုအောင်မြင်သွားပါတယ်။သူကဂုံယူဝင်းကြွားစွာနဲ့ကျောင်းတော်ပြင်ပါကိုထွက်လာခဲ့တယ်။အပြင်မှာတော့သူ့ရဲ့ဆရာဖြစ်သူကမင်းကိုအမှတ်ပေးခဲ့တဲ့စီနီယာတွေကမင်းကို88.8ခွန်မှတ်ပေးခဲ့တယ်။ငါနဲ့2မှတ်ပဲကွာတော့တာပဲ။မင်းမိဘတွေဒီမှာထားခဲ့ကြတဲ့ကမင်းဒီတောင်တန်းကြီးရဲ့အပြင်ဘက်ကိုတခါမှမရောက်ဘူးသေးဘူး။အခုတော့ကိုရီးယားကကျောင်းတစ်ကျောင်းကမင်းကိုအပြန်လန်ဖာလေဤကျောင်းသားဖြစ်ဖိတ်ခေါ်ထားတယ်လို့ပြောပြပါတယ်။ဆရာဖြစ်သူကစိုးရင်တကြီးနဲ့ပဲမင်းနေဖို့အတွက်နာမည်ကျော်သိပ္ပံပညာရှင်ဒေါက်တာဂျန်ရဲ့အိမ်မှာစီစဉ်ပေးထားတယ်လို့ဆိုပါတယ်။အဲ့ဒီချိန်မှာပဲမြို့ကိုသွားမယ်ဘတ်စကားကရောက်လာပါတော့တယ်။ရှောင်ယူဟာဆရာကိုအခုပြောချင်နေပြီမဲ့ဆရာကမကြားနိုင်တော့ပါဘူး။ကားကထွက်သွားတာကြောင့်ရှောင်ယူလည်းကားနောက်ကိုအစွမ်းကုန်ပြေးလိုက်ရပါတော့တယ်။တကွန်မှာတော့ကိုရီးယားနိုင်ငံကအသက်15နှစ်အရွယ်တိုက်ကွမ်ဒိုပါရမီရှင်ရှူနာနဲ့တွေ့ရမှာပါ။သူဟာကျောင်းရဲ့တိုင်းကလပ်ခေါင်းဆောင်ဖြစ်ပြီး10နှစ်သားညီလေးရှန်ချန်ကသူ့ကိုဂုံယူစွာနဲ့ကြည်နေတာပါတယ်။အနီးနားမှာတော့ကလပ်မန်နေဂျာလန်နဲ့သူမရဲ့မောင်လေးဘာတို့ရှိနေပါတယ်။သူတို့ကတော့ဒေါက်တာဂျန်ရဲ့သားသမီးတွေပေါ့။ရှူနန်ကရုပ်ရည်ချောမောပြီးတိုင်းပညာမှာလည်းယုံကြည်မှုအပြည့်ရှိသူမှုလန်အပါဝင်မိန်းကလေးတွေရဲ့အားကျခြင်းကိုခံရသူပါ။အဲ့ဒီညမှာလန်ကရှူနန်ရဲ့လေ့ကျင့်ခန်းတွေကိုတေချာစစ်ဆေးပြီးအားတာချက်အားနည်းချက်တွေကိုမှတ်သားနေချိန်မှာမောင်ဖြစ်သူဘာကတော့မုံတွေကိုမရက်မနာစားနေပါတယ်။လန်ကမုံတွေအလောက်မစားနဲ့လို့စူးပူနေပေမဲ့မောင်နှမ2ယောက်လုံးကတော့မကြခင်တရုတ်ပြည်ကအပြင်အလံဖတ်လေရေးចောင်းသားတယောက်သူတို့စီရောက်လာတော့မယ်ဆိုတာသိထားကြပါတယ်။အဲ့ဒီချိန်မှာပဲသူတို့ဖခင်ဒေါက်တာဂျန်စီကဗီဒီယိုကောဝင်လာပါတယ်။အဖေအလုပ်တွေမအားသေးလို့အိမ်ပြန်မလာနိုင်သေးဘူးကိုဘာတာကိုဂရုစိုက်ကြအောင်လို့ပြောလိုက်တဲ့အခါစိတ်တူတက်တဲ့လန်ကအမေဆုံးတော့ကလေးကအဖေကျမတို့အနားမှာရှိပေးမယ်လို့ကတိပေးခဲ့တာပဲဒါပေမဲ့အမေတိုင်းအလုပ်တွေပဲလုပ်နေတယ်ကျမတို့နေ့တိုင်း fast food တွေပဲစားနေရတယ်အဲ့ရထားလေနောက်ကြတယ်အခုလေနောက်ထပ်ကလေးတယောက်ကိုအိမ်မှာလာထားအောင်မလို့လားလို့ပြန်ပြောလိုက်ပါတယ်ဒေါက်တာဂျန်ကတပ်ပြင်းချပြီးနေအဖေတုတနာတွေပြီးရင်ချက်ချင်းပြန်လာခဲ့ပါမယ်တားတို့သမီးတို့အတွက်အထူးလက်ဆောင်တစ်ခုလေးပို့ထားတယ်ရကြပြီလားလို့မေးပါတယ်ဘာကတော့အဖေလက်ဆောင်တွေကအမြဲတမ်းအသုံးကျတာတွေပဲကျွန်တော်တို့မလိုချင်ပါဘူးလို့ဆိုပေမဲ့ဒေါက်တာဂျန်ကဒီတစ်ခါလက်ဆောင်ကအဖေရဲ့နှစ်ပေါင်းများစွာတုတနာပြုထားတဲ့ရလက်ပဲအဲ့ဒါကိုလုံခြုံတဲ့နေရာမှာတင်ထားပေးပါလို့လေးလေးနက်နက်မှကြားပါတယ်ဒါပေမဲ့ကလေးတွေကတော့အဖေဟာနောက်နေပြန်ပြီလို့ထင်ပြီးရန်နေကြပါတယ်ဒီလက်ဆောင်ကသူတို့ဘဝကိုဘယ်လိုပြောင်းလဲပြစ်မလဲဆိုတာသူတို့မသိသေးပါဘူးအဲ့ဒီအချိန်မှာပဲလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာဒေါက်တာဂျန်ရဲ့တက်ခွဲခန်းစီကိုဥတီသွားနေပါတယ်တစ်ချိန်တည်းမှာပဲလန်တို့အိမ်ရဲ့လူခေါ်ပဲတန်မီလာမီရှောင်ယူရုပ်ရှိလာပါတော့တယ်လန်နဲ့ဘာတို့ရှောင်ယူကိုဧည့်ခံဖို့လှုပ်ရှုပ်နေချိန်မှာမိုင်ပေါင်းများစွာဝေးတဲ့နေရာမှာတော့လူမိုက်တွေဟာဓာတ်ခွဲခန်းထဲကိုအတင်းဝင်စီးကဒေါက်တာဂျန်ကိုဖန်ဆီးကဗီဒီယိုကောကိုဖျက်တောက်လိုက်ပါတယ်သူတို့ဟာ Turin 9လို့ခေါ်တဲ့ဒေါက်တာဂျန်လျှို့ဝှက်ထားတဲ့ project ကိုလိုက်ရှာနေကြပါတယ်လူမိုက်ခေါင်းဆောင်မစ္စတာကစပွဲကိုထုတ်ပြီး Turin 9ဘာမှလဲလို့အော်ဟစ်မေးမြန်းပါတယ်ဒေါက်တာဂျန်ကတော့အေးအေးဆေးဆေးပဲ Turin 9ဆိုတာအသိဉာဏ်မြင့်တဲ့အယုတ်လေးတစ်ခုပါလေကျွန်တော်ရဲ့ကွယ်လွန်မှုဇနီးရဲ့အတန်နဲ့ပြောနိုင်အောင်လုပ်ထားတာပါကျွန်တော်ကလေးတွေအတွက်ပဲဖန်တီးထားတာပါလို့ဖြေပါတယ်ဒါပေမဲ့လူမိုက်တွေကမယုံပဲဒေါက်တာဂျန်ကိုရဲရဲဆဲဆဲနှိမ့်ဆက်ပါတော့တယ်နောက်ဆုံးမှာတော့သူတို့ဟာ CCTV မှတ်တမ်းတွေကိုစစ်ဆေးကြည့်ရကနေဒေါက်တာဂျန်ဟာ Turin 9ကိုသူ့အိမ်စီကိုပါဆယ်ပို့လိုက်ပြီးဆိုတာသိသွားပါတော့တယ်သူတို့ရဲ့ခေါင်းဆောင်မစ္စတာရှန်ကသူ့တပည့်2ယောက်ဖြစ်တဲ့ကိုင်းနဲ့သားကိုအဲ့ဒီပါဆယ်ထက်ကိုအမြန်ဆုံးသွားယူဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီညမှာပဲကိုင်းနဲ့သားတို့ဟာလူရုပ်ဖြစ်ပြီးဒေါက်တာဂျန်ရဲ့အိမ်ရှိမှာကားရက်ပြီးစောင့်နေကြတယ်အိမ်ထဲမှာတော့ရှောင်ယူကတရားထိုင်ဖို့ကြိုးစားနေပေမဲ့ဘာဆော့နေတဲ့ဗီဒီယိုဂိမ်းအတန်တွေကြောင့်အာယုံစူးစိုက်လို့မရဖြစ်နေပါတယ်လာလေငါနဲ့အတူတူကစားကြရအောင်ဆိုပြီးဘာကခေါ်လိုက်တဲ့အခါရှောင်ယူလည်းခဏတော့တုံ့ဆုံနေပေမဲ့နောက်ဆုံးမှာတော့ဝင်ကစားပါတော့တယ်မကြခင်မှာပဲသူတို့2ယောက်ဟာညီကိုအရင်တွေလိုရဲမောစူးညံပြီးပျော်နေကြတာပေါ့အခန်းထဲကနေအတန်တွေကြားရလို့လန်တယောက်ဒေါသတကြီးနဲ့အခန်းထဲဝင်လာတဲ့အခါမှာတော့ကောင်လေး2ယောက်ဟာချက်ချင်းပဲဂိမ်းကိုပိတ်ပြီးအိတ်ချင်အောင်ဆောင်လိုက်ကြပါတယ်အပြင်ကကားထဲမှာတော့ကိုင်းနဲ့ဓာတ်တို့အစီအစဉ်ဆွဲနေကြတယ်ဓာတ်ကဓာတ်ပြမဲ့နှခုံးစွတ်ဖူလုပ်တဲ့အခါကိုင်းကတားလိုက်ပြီးအခုမဟုတ်သေးဘူးမနှက်ဖြန်ကလေးတွေကြောင်းသွားတဲ့အချိန်မှာငါတို့ဝင်စီမယ်အသားလေးဝင်ပြီးတူရိန်9ကိုယူသွားရင်ဘယ်သူမှသိမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ညနေပိုင်းလန်အိယာဝင်ကနီးမှာအဖေပို့လိုက်တဲ့ပါဆယ်ထုတ်ကိုတတိထားမိသွားတယ်သူဆက်ဆူကျင်တာနဲ့အဲ့ဒီထုတ်ကိုအခန်းထဲယူသွားပြီးဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာလျှက်စစ်ပန်တာရုပ်လေးတစ်ရုပ်ဖြစ်နေပါတယ်ပါဝါကလပ်ကိုနှိပ်လိုက်တဲ့အခါမှာတော့အန်အောစရာကောင်းတာကပန်တာရုပ်လေးစီကနေသူမအမေရဲ့အတန်ထွက်ပေါ်လာတာပါပဲဒေါက်တာကျန်းဟာသူ့သားသမီးတွေစိတ်သက်သာရစေဖို့အတွက်ဇနီးဖြစ်သူရဲ့အတန်ကိုတွင်းထားပြီးအစစ်မြင့် AI စနစ်ကိုထည့်သွင်းပေးထားတာပါအမေဖြစ်သူရဲ့စကားသံတွေကိုကြားလိုက်ရတဲ့အခါလန်ရဲ့မျက်ဝန်းမှာမျက်ရည်တွေပြည့်လာပါတယ်ပန်တာရုပ်လေးထဲက AI ကစကားဝက် password တခုတတ်မှတ်ဖို့တိုးတိုးလေးပြောလာပါတယ်လန်ကခဏလောက်စဉ်းစားပြီးစကားလုံးတစ်လုံးကိုတိုးတိုးလေးပြောလိုက်တာနဲ့အဲ့လာက password ချစ်သွားပါတော့တယ်သူမကတော့ဒါကိုတိတ်အရေးမကြီးလို့မထင်ပဲအမေကိုတတိယရင်ပန်တာရုပ်လေးကိုဘေးမှာထားပြီးအိပ်ပျော်သွားပါတယ်နောက်တနေ့မနက်မှာလန်ရှောင်းရုပ်နဲ့ဘာတို့ကြောင်းသွားကြတယ်
အဝဲကနေကိုင်းနဲ့ဓာတ်တို့ကအဆောင်ကြည့်နေကြတာပေါ့ဒါကလမ်းရဲ့ကြောပေါ်အိမ်မှာချိန်ထားတဲ့ပန်တာရုပ်လေးကိုမြင်သွားပါတယ်လမ်းကတော့အမေအတန်ပါတဲ့ဒီရုပ်လေးကိုအရန်တန်ဖိုးထားတာကြောင့်ဘယ်သွားယူသွားတာပါလူခိုးနှစ်ယောက်ကလည်းဒါကိုလူယူဖို့အစီအစဉ်သက်ထပ်ဆွဲကြပါတယ်ကြောင်းသွားလမ်းမှာလမ်းတို့တငယ်ချင်းတစုဟာရှူနန်နဲ့ညီမလေးရှန်ရှန်တို့နဲ့အဆုံးကြတယ်အဲ့ဒီအချိန်မှာပဲဓာလာနောက်ကနေအတင်းပြေးဝင်လာပြီးလမ်းရဲ့အိတ်ကပန်တာရုပ်ကိုလူယူကထွက်ပြေးပါတော့တယ်ဒါပေမဲ့ရှောင်ယူကအကုန်မြင်နေရပါတယ်သူဟာလက်စည်းလိုမြန်ဆန်းတဲ့အချိန်နဲ့သူခိုးနောက်ကိုပြေးလိုက်ပါတော့တယ်ရှူနန်ကကိုကြီးနဲ့ရှောင်ယူကဓာကိုဖမ်းပြီးသွားပြီးလျှက်စစ်မီးပွေမတတိုင်းကွက်တင်နဲ့နှင်းကပန်တာရုပ်လေးကိုပြန်လူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့အားလုံးကြောင်းရောက်တဲ့ခါမှာတော့ရှောင်ယူကသူ့ရဲ့ခန္ဓာကိုယ်ပျောက်ပြောင်းမှုနဲ့လက်တစ်ပြက်အရှင်းဟုန်ဒီကြောင့်လူတိုင်းကိုပါစပ်အဟောင်းသားဖြစ်သွားစေပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကမြန်လွန်တိကျလွန်တာကြောင့်ကာယစရာတောင်ကြောင်ကြည့်နေရတဲ့အထိပါပဲအတန်ပြီးတဲ့နောက်ရှောင်ယူနဲ့ဘာတို့ကရှူနန်လေးကြည့်နေတဲ့တိုက်ကွမ်းတို့ခန်းစီသွားရတယ်ရှောင်ယူကရှူနန်ရဲ့တိုက်ကွက်တွေကိုတေချာစောင့်ကြည့်နေပြီးတကယ်ကိုအားကျနေတဲ့ပုံပါပဲရှူနန်ကလည်းရှောင်ယူကြည့်နေတာကိုသိတာနဲ့ပိုပြီးခက်ခဲတဲ့တိုက်ကွက်တွေကိုတရုတ်ပြကြီးကြွားလိုက်ပါသေးတယ်အဲ့ဒီညအားလုံးအိပ်ပျော်နေချိန်မှာကိုင်းနဲ့ဓာတ်တို့ဟာပန်တာရုပ်ကိုခိုးဖို့အင်္ဂလိပ်ကိုခိုးဝင်လာကြပြန်တယ်။ကိုင်းကအရင်ဆုံးကြော်တက်သွားပြီးမြင်ရှားဆောင်ပင်ပေါ်တဲ့ကြောက်သွားတာကြောင့်စူးဒီဆိုင်ပြီးအောင်အေးကနာကျင်နေရပါတယ်။ဒါကြောင့်သူတို့ကအိမ်ထဲကိုအသာလေးတိုးဝင်လာခဲ့ကြတယ်။ဒါပေမဲ့ရှောင်းယူကအိမ်မနေပါဘူး။သူကဧကန်ထဲမှာစောစောကရှုနန်လွတ်ပြသွားတဲ့တိုင်းကွက်တွေကိုလေ့ကျင့်နေတာပါ။ရုတ်တရက်ကျူးကျော်လူနှစ်ယောက်ကိုမြင်လိုက်တဲ့အခါရှောင်းယူကအဆောက်ဝိုင်းမှာတော့ပုံနေပြီးသူတို့ကို၆လန့်ဘူးပြောင်းချော်လေးတွေလုပ်နေပါသေးတယ်။အဲ့ဒီနောက်မှာပဲလင်းပြန်တဲ့အချိန်အောင်အပြစ်ပြောစရာမရှိတဲ့တိုင်းကွက်တွေနဲ့သူတို့ကိုပညာပေးပြီးအိမ်ပြန်ရောက်အောင်မောင်းထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ရုံရင်ဆန်ကန်ဖြစ်နေတော့မှတခိုးတွေကတူရင်နိုင်အစစ်အစားရင်ငွေ့ထူပေးတဲ့ပန်တာရုပ်တစုပ်ကိုမှားယူသွားကြပါတယ်။သူတို့ကတော့အောင်နိုင်သူတွေအမက်နဲ့မစ္စတာရှန်စီကိုသွားဆက်ကြတာပေါ့။မစ္စတာရှန်ကအဲ့ဒါအစ်မဟုတ်မှန်ထိလိုက်ရတဲ့အခါဒေါသတွေပေါက်ကွဲသွားပြီးသူတို့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးပါတော့တယ်။မင်းတို့ဘလို့ပဲလုပ်လို့ငါတူရင်ကိုင်းကိုရအောင်ယူခဲ့ဝယ်မဲသူက3ရက်အတွင်းရောက်လာတော့မှလို့အော်ဟစ်အမိန်ပေးလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့ចောင်းသားတွေဟာရှုနိုင်ရဲ့လေ့ကျင့်ခန်းတွေကိုကြည့်ဖို့တိုက်ကွမ်ဒိုခန်းမှာပြန်လဲစုဝေးနေကြပါပြီ။ရှန်ရှန်ကနောက်ပြောင်တဲ့အနေနဲ့ရှောင်ယူနဲ့ငါ့ကိုနဲ့တိုင်းပြန်တိုက်ခိုက်ကြည့်ပါလားလို့ရေမောပြီးပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ကိုင်းနဲ့ဓာတ်တို့ဟာဒီတစ်ခါမှာတော့မိန်းကလေးတွေလိုရုပ်ဖြတ်ပြီးခိုးဝင်လာကြပြန်တယ်။သူတို့ဟာအခြေအနေကောင်းကိုစောင့်ရင်ခန်းမနောင်နာမှာငင်းငင်းလေးထိုင်နေကြတာပါ။ပွဲစာရာနဲ့ရှောင်ယူနဲ့ရှုနန်တို့ဟာစင်ပေါ်မှာတယောက်နဲ့တယောက်ရင်ဆိုင်လိုက်ကြပါတယ်။လူတွေအားလုံးကလည်းစိတ်လှုပ်ရှားတဲ့ကြီးနဲ့ဝိုင်းုံကြည့်ရှုပြီးအားပေးနေကြတာပေါ့။အားလုံးအာယုံလွဲနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးကိုင်းနဲ့ဓာတ်တို့ဟာလန်ရဲ့အိမ်နာကိုကတ်သွားပြီးပန်တာရုပ်ကိုနှက်ယူဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့ဓာတ်ကိုဘာကမြင်သွားပြီးသူခိုးလို့အော်ဟစ်လိုက်တာကြောင့်ကျောင်းသားအားလုံးလှည့်ကြည့်လိုက်ပြီးတခါမှလုံးယုံရင်ဆန်ခတ်ဖြစ်သွားပါတော့တယ်။ကလေးတွေဟာရုပ်ဖြတ်ထားရလူလိမ့်နှစ်ယောက်ကိုဝိုင်းုံပြီးမိမိရပညာပေးကြတော့တာပေါ့။အဲ့ဒီအချိန်မှာပဲကာယဆရာရောက်လာပြီးအားလုံးကိုရပ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီလိုရှုပ်ချက်ခတ်နေတော့မှပဲကိုင်းနဲ့ဓာတ်တို့ဟာအခွင့်ကောင်းယူပြီးထော်ပြီးလွတ်မြောက်သွားကြပါတယ်။ဒီတစ်ခါမှတော့သူတို့လက်ထဲမှာတူရင်နိုင်အစစ်ပါသွားခဲ့ပါပြီ။မကြခင်မှာပဲရဲတွေရောက်လာပြီးလန်ဟာသူမရဲ့ပန်တာရုပ်အခိုးခံရကြောင်းရှင်းပြပါတယ်။ရဲတွေကလည်းစိတ်မပူပါနဲ့မကြခင်ပြန်ရှာပေးပါမယ်လို့ကတိပေးသွားကြပေမဲ့ရှောင်ယူလန်ရှုနန်နဲ့ဘာတို့ကတော့သူတို့ဘာသာသူတို့သူခိုးတွေကိုလိုက်ဖမ်းဖို့တိုင်ပင်လိုက်ကြပါတယ်။မစ္စတာရှန်ရဲ့ဂေဟာမှာတော့တူရင်နိုင်အစစ်ရောက်ရှိလာပါပြီ။ဒေါက်တာချန်ကိုလည်းသူတို့ဖမ်းဆီးထားပြီးသားပါ။ဒါပေမဲ့ပန်တာရုပ်ကစကားဝတ်နဲ့ပိတ်ထားတာဖြစ်ပြီးဒါကိုလန်တယောက်ပဲထိတာပါ။ရှန်ကဒေါက်တာချန်ကို password ကဘာလဲလို့ဟင်းဟောင်းမေးပေမဲ့ဒေါက်တာချန်ကငါမသိဘူးလို့ပဲပြတဖြေပါတယ်။ရှန်ရဲ့လူတွေကတူရင်နိုင်ကိုဟတ်ဖို့အချင်းချင်းစူးစမ်းပေမဲ့မအောင်မိပါဘူး။ဒီအယုတ်ထဲက၄ဝတ် program ဟာဒေါ်လာတန်100တန်းတာမို့လို့ဒါကိုမဖွင့်နိုင်မချင်းရှန်ရတော့အိမ်မက်တစ်ခုလိုဖြစ်နေတာပေါ့။ပန်တာရုပ်ဖြောက်ဆုံးထားတာညစ်ရက်ရှိပြီဖြစ်ပြီးရဲတွေကတော့ဒါဟာဂိုင်းကြီးတစ်ခုရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ယူဆခါကြပါတယ်။မစ္စတာရှန်ကတော့နာရီပေါင်းများစွာစူးစမ်းပေမဲ့ password ပွင့်မလာတဲ့အခါဒေါဟာတွေပေါက်ကွဲပြီးဒေါက်တာချန်ကိုရက်ဆက်နှိပ်စက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲရှန်ရဲ့ခေါင်းထဲကိုရုံမာတဲ့အကြမ်းတစ်ခုရလာပါတယ်။ဒေါက်တာချန်ရဲ့ဖုန်းထဲကိုလန်စီကနေအသံဖိုင်လေးတစ်ခုဝင်လာတာပါ။အဖေဒီနေ့6နာရီမှသမီးမွေးနေ့ပွဲစတော့မယ်နော်။အချိန်မှန်ပြန်လာခဲ့ပါဆိုပြီးလန်ကတချင်းလေးဆိုပြီးပို့ထားတာပါ။ရှန်ကမဲပြုံးလိုက်ပြီးဒေါက်တာချန်စီက password ရအောင်သမီးဖြစ်သူလန်ကိုပြန်ပေးဆွဲမှုအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီညနေမှာရှုနန်ဘာရှောင်ယူနဲ့ရှန်ရှန်တို့ဟာဈေးထဲမှာမွေးနေ့လက်ဆောင်ဝယ်နေကြပါတယ်။အိမ်မှာတော့လန်နဲ့ဒူမတငယ်ချင်းတွေကပွဲအတွက်ပြင်ဆင်နေတော့အဖေအိမ်ရှိရောက်နေပြီဆိုတဲ့ message ဝင်လာပါတယ်။လန်ကဝမ်းတာအားရနဲ့ချမ်းရှိကိုပြေးထွက်သွားပြီမဲ့အဲ့ဒီမှာကားအမဲတစ်စီးရက်ထားပြီးအထဲမှာအဖမ်းခံထားရတဲ့ဒူမအဖေကိုတွေ့လိုက်ရပါတယ်။ဒေါက်တာချန်ကလန်ပြေးတော့လို့အော်ပြောပြီမဲ့မမီတော့ပါဘူး။လူမိုက်တယောက်ကဒူမကိုအတင်းဖမ်းဆီးလိုက်ပါတယ်။လန်ရဲ့အော်ဟစ်တန်ဟောပတ်ဝန်းကျင်တစ်ခုလုံးပြန့်လွင်သွားပါတော့တယ်။အနီးနားမှာရှိနေတဲ့ရှုနန်နဲ့ရှောင်ယူတို့ကအတန်ကြားတာနဲ့အပြေးလွှားလာကူညီကြပါတယ်။ရှောင်ယူကကားနားကိုရောက်သွားပြီမဲ့လူမိုက်ကခြံတကားကိုဆွဲဖွင့်ပြီးသူ့ကိုတွန်းထုတ်လိုက်တာကြောင့်လဲကျသွားပါတယ်။ရှုနန်ကအဲ့ဒီလူမိုက်ကိုဝင်တိုက်ပေမဲ့ဟိုဘက်ကလိကျင်ထားတဲ့တိုင်းသမားဖွင့်နေတာကြောင့်ရှုနန်ပြန်အကြခံလိုက်ရပြီးသူတို့ဟာလန်ကိုကားပေါ်တင်ကမောင်းထွက်သွားကြပါတော့တယ်။သူတို့လက်မလျှော့ပါဘူး။ရှုနန်ကညီမလေးကိုရဲခေါ်ခိုင်းပြီးသူနဲ့ရှောင်ယူကတော့ကားနောက်ကိုအတင်းလိုက်ကြပါတယ်။သူတို့မတီးလိုက်တာကတော့ဘာလဲသူတို့နောက်ကနေတိတ်တဆိတ်လိုက်လာခဲ့တာပါ။ရှန်ရဲ့ဂေဟာမှာတော့အဖေနဲ့သမီးကိုကလတ်ထိုင်မှတူချီညောင်ထားပါတယ်။ရှန်ကလန်ရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ပြီး password ကိုအခုပြောမပြောရင်မင်းသမီးတေးမယ်လို့ဒေါက်တာချန်ကိုချင်းချောက်ပါတယ်။ကြောက်လန့်နေတဲ့လန်ကဘာ password လဲလို့ပြန်អော်ပြောလိုက်တဲ့အခါထူးဆန်းတာတစ်ခုထပ်သွားပါတယ်။ခိုးထားတဲ့ထူရင်းနိုင်ကလန်ရဲ့အတန်ကိုမှတ်မိသွားပြီးအလို့အလျောက်ပွင့်သွားပါတော့တယ်။ရှန်ကတော့အောင်နိုင်သူတယောက်လိုပြုံးပြော်သွားပြီမဲ့ဒေါက်တာချန်ကတော့တက်ပြင်းချရုံကလေးလိုဘာမှမတတ်နိုင်တော့ပါဘူး။အပြင်မှာတော့ကိုင်းနဲ့ဓာတ်တို့ကင်းဆောင်နေကြပါတယ်။ဓာတ်ကအိမ်သာသွားဖို့ခဏဖယ်လိုက်တဲ့အချိန်မှာရှုနန်ကနောက်ကနေအလစ်ဝင်ပြီးသူ့ကိုတတိမမိသွားအောင်လုပ်လိုက်ပါတယ်။ရှောင်ယူကလည်းကိုင်းကိုအပြင်ထွက်လာအောင်မြားခေါ်ပြီးချက်ချင်းပဲအိပ်ဖြိုသွားအောင်ပညာပေးလိုက်ပါတယ်။
အခုဆိုရင်တော့ဝယ်ယူမဲ့သူရောက်လာမဲ့အချိန်ကိုရောက်ရှိလာပါပြီ အန်ဒါဆန်ဟာငွေလွှဲကိုရောက်ရှိလာတဲ့အချိန်မှာပဲအပြင်ဘက်ကနေမတိမတအတန်တစ်ခုကြားလိုက်ရပါတယ်မတင်ကာဖြစ်သွားတဲ့ရှန်ကသူ့ရဲ့ယုံကြည်ရတဲ့တပည့်တယောက်ကိုအပြင်ထွက်စစ်ခိုင်းလိုက်တာပေါ့ဒါပေမဲ့ထပ်တိခိပြီးပါနက်ကဘာကတော့အစာဦးသေးကိုကြိုတင်ခိုးဝင်နေပြီဖြစ်ပြီးအချိန်နဲ့အားလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်Turin 9 program အလဲလဲလောက်တာဝယ်သူရဲ့ laptop နဲ့ငွေလွှဲတာတွေကိုသူအကုန်မြင်နေရတာပါဘာဟာအန်ဒါဆန်ရဲ့ကွန်ပျူတာနားကိုတိတ်တဆိတ်ကတ်တွားပြီးဘယ်သူမှမရိပ်မိခင်မှာပဲငွေလွှဲရမယ့်အကောင့်နံပါတ်ကိုခိုးပြီးပြောင်းလဲလိုက်ပါတယ်ပြီးတာနဲ့သူဟာအရေးထဲမှာပဲပြန်လဲပုံကွယ်နေလိုက်တာပေါ့အပြင်ဘက်မှာတော့ရှန်ရဲ့လူဟာအတန်ကြားရကိုလိုက်စစ်ရင်တတိမဲ့လဲနေလေကိုင်းကိုတွေးသွားပါတယ်သူလန့်သွားပြီးဓာတ်စီကိုအပြေးသွားဖို့လှုပ်ချိန်မှာပဲရှုနန်နဲ့ရှောင်ယူတို့ကနောက်ကနေအလစ်ဝင်တိုက်ခိုက်လိုက်ပါတယ်သူတို့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်လွန်းတာကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲအဆောင်ဟာလဲကျသွားပါတော့တယ်ရှုနန်ကသွားတော့ရှောင်ယူလန့်ကိုအမြန်သွားကြတော့လို့အော်ပြောပြီးလမ်းဖွင့်ပေးလိုက်ပါတယ်အထဲမှာတော့ Mr. Shan နဲ့ Mr. Anderson တို့ရဲ့အယောင်အဝယ်ကပျက်စီးတော့မဲ့အခြေအနေရောက်နေပါပြီ။ Anderson ကငွေလွှဲလိုက်ပြီးဆိုပေမဲ့ Shan ရဲ့အကောင့်ထဲကိုပတ်စံကရောက်မလာပါဘူး။နှစ်ယောက်သားအကြီးကျယ်စကားများကြပြီး Shan ကလည်းပတ်စံမရဘဲ program ကိုမပေးနိုင်ဘူးလို့ညင်းဆိုနေပါတယ်။အဲ့ဒီအချိန်မှာဘာကသူတို့နောက်ကနေတိတ်တဆိတ်ကတ်သွားပြီးအဖေနဲ့အမဖေတို့ရဲ့ကျူးတွေကိုဖြုတ်ပေးဖို့ကြိုးစားပေမဲ့အသက်အနှင်းငယ်ထွက်သွားတာကြောင့် Shan ကရိတ်မိသွားပြီးဘာကိုမိသွားပါတော့တယ်။အတိအကျအချိန်ကိုက်မှာပဲရှောင်ရုပ်ကတကိုင်းကိုကန်ဖွက်ပြီးဝုန်းကနေဝင်းလာပါတယ်။ရှန်ရဲ့အလူတွေနဲ့အန်ဒါဆန်ရဲ့အဆောင်တွေကသူ့ကိုဝိုင်းတိုက်ကြပေမဲ့ရှောင်ရုပ်ရဲ့လျက်စီးလိုမြန်တဲ့အရှိန်နဲ့ရှောင်လင်တိုင်းစွမ်းအားတွေအောက်မှာအားလုံးအလဲလဲအကွဲကွဲထိကုန်ကြပါတယ်။ဒီကြားထဲမှာပဲဘာကသူ့အဖေနဲ့လန်ကိုကျူးတွေဖြုတ်ပေးနိုင်ခဲ့ပြီးသူတို့အားလုံးဘေးကင်းရာကိုရောက်သွားကြပါပြီ။အခန်းထဲမှာတော့ဖရိုဖီယာတွေထိနေပြီးရှန်အန်ဒါဆန်နဲ့ဒေါက်တာဂျန်တို့ကTurin 9 program ကိုလူနေကြပါတယ်။လန်နဲ့ဘာတို့လည်းရှောင်ရုပ်နဲ့အတူပူးပေါင်းပြီးဂျန်နဲ့လူမိုက်တွေကိုဝိုင်းနေကြတာပေါ့။ခဏအတွင်းမှာပဲလူမိုက်အားလုံးတတိမိတ်သွားပေမဲ့အကြံကုန်နေတဲ့ရှန်က program ကိုဆွဲလူပြီးထွက်ပြေးပါတော့တယ်။ရှောင်ရုပ်နဲ့အဖွဲ့သားတွေလည်းနောက်ကနေအမိလိုက်ကြတာပေါ့အပြင်မှာတော့ရှူနန်ဟောရှမ်းချက်ထိတ်တန်းလက်ယုံလူမိုက်ကြီးနဲ့အပြင်းထန်တိုက်ခိုက်နေရတော့မှာအဲ့ဒီလူမိုက်ကအရန်တန်မာလွန်တာကြောင့်ရှူနန်တော့အထိနာပြီးတန်ရာရသွားပါလေရှန်ရောက်လာတဲ့အခါသူထွက်ပြေးနိုင်ဖို့အတွက်လူမိုက်ကိုအားလုံးကိုတားထားဖို့အမိန့်ပေးလိုက်ပါတယ်အခုတော့ရှောင်းယူကအဲ့ဒီလူမိုက်နဲ့တယောက်ချင်းရင်ဆိုင်ရပါပြီရှောင်းယူဟာအသက်ကိုပြင်းပြင်းရှူလိုက်ပြီးသူ့ရဲ့ရှောင်းလင်းဆရာကြီးတင်ပေးခဲ့တာတွေကိုပြန်အာရုံပြုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့နောက်ဆုံးလက်ကျန်အင်အားလုံးကိုစုစည်းပြီးပြင်းထန်တဲ့တိုင်းကွက်တစ်ခုနဲ့ထိုးနှက်လိုက်ရလူမိုက်ကြီးဟာလွင့်စင်ပြီးမြေပြင်ကိုလဲကျသွားပါတော့တယ်တစ်ဖက်မှာလည်းတောက်တဲ့ကျန်းဘားနဲ့လမ်းတို့ဟာရှန်ကိုထောင့်ပိတ်မိသွားစေပါတယ်ရှန်ကပြပြတယ်လဲထွက်ပြေးရင်ချေချောပြီးလေးလံနဲ့တတားပုံကြီးအောက်ကိုပြီးသွားမှာတော့တယ်နောက်ဆုံးမှာတော့ဒေါက်တာဂျန်ဟာသူ့ရဲ့အဖိုးတန်လာတဲ့ Turin 9 program ကိုပြန်လည်ရရှိသွားခဲ့ပါပြီခဏကြာမှာတော့ထုံးစံတိုင်းရဲတွေကနောက်ကျပြီးမှရောက်လာကြပါတယ်ရှန်အန်ဒါဆန်နဲ့သူတို့ရဲ့လူမိုက်အားလုံးအဖမ်းခံလိုက်ရပါပြီအားလုံးပြန်လည်အေးချမ်းသွားခဲ့ပါပြီရှောင်းယူနဲ့သူ့တငယ်ချင်းတွေဟာပင်ပန်းပြီးဒဏ်ရာတွေရထားကြပြီမျက်နှာမှာတော့အပြုံးနေနေပေါ့ဒေါက်တာဂျန်ကသူ့သားသမီးတွေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးဒီနေ့ကစပြီးအဖေသားတို့သမီးတို့ကိုဘရော့မတယောက်ထဲမှာထားတော့ဘူးလို့ကြည်ပေးလိုက်ပါတယ်လန်ကလည်းမျက်ရည်တွေဂျာကနေပြုံးပြီးသမီးတို့လည်းအဖေကိုဘရော့မခွဲမသွားတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်ဇက်ရှင်မြင်ပြီးကျောင်းရဲ့နှစ်ပတ်လေအခမ်းအနားကိုရောက်သွားပါတယ်ရှောင်းယူနဲ့သူတငယ်ချင်းတွေဟာရဲတွေကိုကူညီပြီးရာဇဝတ်ကွင်းကိုဖန်ဆီးပေးခဲ့တဲ့အတွက်စင်မောမှာဂုံပြုတ်စုတွေချီးမြှင့်ခြင်းခံရပါတယ်။ကျောင်းသားအားလုံးကရှောင်းယူကိုဝိုင်းပြီးအားပေးကြတာပေါ့။ရှောင်းယူဟာတကြောင်လုံးကိုတိုင်းပညာလေ့ကျင့်စီပေါက်အောင်မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင်လက်သီးနဲ့တည်းမဟုတ်ပဲနှလုံးသားနဲ့ပါတိုက်ပွဲဝင်တတ်အောင်ခွန်အားပေးခဲ့တဲ့ကောင်းလေးတစ်ယောက်ဖြစ်သွားပါတော့တယ်။ဒီဇလန်လေးကလူကြီးမင်းတို့ရဲ့စိတ်ကိုလှုပ်ရှားစေခဲ့တဲ့ဆိုရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်လေးကလည်းလူကြီးမင်းတို့ရဲ့နှလုံးသားကိုထိမှန်စေဦးမှာမို့လို့ပါ